She Talks Podcast လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မက Sandy စင်သိန်းပါ။အားလုံးပဲ holiday မှာကောင်းကောင်းအနားရနေမယ်လို့ပြောလိုက်ပါတယ်။ဒီ episode က philosophy ဘာညာတွေပြောမဲ့ဟာတော့မဟုတ်ဘဲနဲ့တခြင်းနားထောင်ချင်တာပါ။ဘာတခြင်းနေနားထောင်ချင်တာလဲဆိုတော့ဟိုတလောမှကျွန်မAtomic Kitten ပေါ့နော်။သူ့ရဲ့တခြင်းတစ်ပုဒ်ကိုနားထောင်ကြည့်ရင်းနဲ့အဲ့လိုအဲ့ဒီခေတ်တုန်းက girls band ကိုနည်းနည်း remind ဖြစ်သွားတာပေါ့နော်။နားထောင်တဲ့ထဲမှာဆိုလို့ရှိရင်အဲဒီဆယ်ကျော်သက်အရွယ်တော့ Avril Lavigne ဆိုလဲကြိုက်တယ်ပြီးတော့ Pink ကိုအရင်ကြိုက်တယ်ပေါ့နော် Pink ကခုတည်းကျမအရင်ကြိုက်တယ်ဆိုတော့မှပါတယ်အဲဒီတော့ကနားထောင်တဲ့နောက်တဲ့ band ကောင်မလေးတွေ band ကကျတော့ M2M ပေါ့နော်သူတို့ကအဲဒီတော့ CD kit ကိုအဲဒီတော့က6တန်းနဲ့တူတယ်အဲ M2M CD ကိုထည့်ပြီးတော့ဟိုစာမချက်ပဲနဲ့တချင်းထိုင်ကြံနေအဲ့လိုမျိုးအဲ့တွေကစပစ်ရှိကောက်ကောက်မလေးကိုကြိုက်တယ်ကျမအဲ့လိုစပင်ကောက်တာတွေကလည်းသူ inspire ဖြစ်လို့ကောက်တာပေါ့နော်အဲ့လိုရှိလေးထားပြီးတော့သူတို့ရဲ့တချင်းတွေက Don't Say You Love Me ဆိုတဲ့တချင်းလေးကိုဖွင့်ပေးမယ်ပြီးတော့အဲ့အရွယ်တော့ပေါ့နော် English band တွေပဲနားထောင်တာမဟုတ်ဘဲနဲ့မြန်မာ girls band တွေကလည်းစပြီးတော့ခစ်စားလာတယ်ပေါ့အဲ့ဒီတော့ကစပေါ်လာကစမိန်းကလေးလေးရောက်ပေါ့နော်သူ့ကိုကျတော့နံပါတ်1တချင်းကနေစပြီးတော့ဟိုနောက်ဆုံးထိကိုနားထောင်တဲ့တချင်းတွေရတယ်အများနဲ့လိုက်ဆိုတဲ့အဖွဲကတော့ Cookကိုကလည်းအဲ့တော့အပြိုပေါက်ဆိုတော့အရန် cool ဖြစ်တယ်ကျမတို့ကသူတို့ဝတ်တာစားတာတွေပေါ့နော်ပန်းရောင်လေးတွေအပြာရောင်နုလေးတွေပြီးတော့ကောင်းမလေးယောက်ကိုယ့်ရဲ့ drinks ပေါ့ကလည်းအဆိုတော်ဖြစ်ချင်လိုက်တာဆိုရဟာမျိုးအဲ့တော့ဖြစ်ပွေအဆိုတော်ဆိုဟိုလိုကြီးအဆိုတော်မဟုတ်ဘဲနဲ့လို့ girls band နဲ့မှာပါချင်တာပေါ့နော်အဲ့တော့ကတော့အကုန်ကြိုက်တယ်အစဆုံးအကုန်နားထောင်တယ်ခုပြန်နားထောင်ဖြစ်တဲ့သချင်းကတော့ဒီသချင်းခုကကွဲသွားတာပေါ့နော်ကွဲသွားတဲ့အချိန်မှာတော့ရွှေထိုင်းတဲ့ခင်ပုံးဆိုပြီးတော့အဲ့ဒီတုန်းကကျွန်မရွှေထိုက်ကိုအရန်ကြိုက်တယ်သူကအကြီးမဟုတ်လူကောင်သေးသေးလေးဒါပေမဲ့သူကအဲ့လို shape လေးနဲ့ပေါ့နော် curvy ဖြစ်တယ်ပေါ့နှက်ခမ်းလေးကလည်းထော်လေးပြီးရင်အဲ့လိုစပင်ကောက်ရှိလေးဆိုတော့ကျွန်မအရန်သဘောကျတယ်အမှသူတို့နှစ်ယောက်ကခွဲထွက်သွားပြီးတော့နောက်တစ်ပန်းလှုပ်သွားတဲ့အချိန်မှာသူတို့နှစ်ယောက်ပြန်ဆိုတဲ့သချင်းတစ်ပုဒ်ရှိအဲ့ဒါကသချင်းလေးတိုင်းဆိုတဲ့သချင်းBreak my heart slowly, baby. You should break my heart slowly. It's a little time in me like go ye tego. She believe it quay but she yeah. Baby, you should break my heart slowly, baby. You should break my heart slowly. It's a little time in me like go ye tego. နောက်ထပ် girls band millennial main ကလေးတိုင်းတော်တော်များသိကြတဲ့အဖွဲက
no ဖွဲပေါ့နော်သူတို့ပေါ်လာတော့လည်းအဲ့လို3ယောက်ကျမအဲ့တော့သစင်ကိုကြိုက်တယ်ပေါ့နော်ကိတ်ကလေးဆိုပြီးတော့သူတို့ရဲ့အဲ့လိုမျိုးဝတ်တာစင်တူလေးတွေဝတ်ပြီးတော့ fashion လေးတွေအဲ့ခါကကျမတို့ like လုပ်ရတဲ့ခေတ်တွေကစပင်တွေဖျောက်အောင်လို့မျိုး 3/4 ပေါင်းပြီးနဲ့အောက်က sketcher ဖက်နှက်နေပေါ့နော်အဲ့လို style ကိုသူတို့အတုခိုးပြီးတော့ယူရခဲ့တဲ့နောက်တစ် girls band ဆိုလို့ရှင်တော့ no ပဲမြန်မာဖွဲ့ထဲမှာဆိုရင်တော့ဒီကျွန်မ highlight လုပ်သွားတဲ့သူတွေကတော့ကျွန်မကြိုက်တဲ့သူတွေပေါ့နော်နောက်ပိုင်းတော့ဘလို့ဖွဲ့တွေပေါ်လာတယ်တော့မသိဘူးကျွန်မအရင်ကြီးနားမထောင်ဖြစ်တော့ girls band လည်းနဲမယ်နဲ့တူရဲ့နားထောင်ရင်လည်းကျွန်မအဲ့လို rap တွေနားထောင် hip hop တွေနားထောင်တာများတော့ main ကလေးသချင်းတွေအရင်ကြီးမသိဘူးပေါ့နော်မြန်မာသချင်းတွေမှာဒီ episode ကိုဒီမှာပဲနားလိုက်ပါမယ်ဒီဟာကအဲ့လိုတူတူလေးတွေနဲ့သချင်းနားထောင်တဲ့ episode တွေကတခုပေါ့နော်အားလုံးပဲ holiday မှာလည်းပျော်ရွှင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် episode တစ်ခုမှာပြန်ဆုံပါမယ်အဲ့ဒါလေးကိုစောင့်နားထောင်ပေးဖို့လည်းကျွန်မဒီကနေပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်မဖြစ်နိုင်မှာဘယ်လိုမှမဖြစ်နိုင်မှာသူပြောတော့နားလည်မှုတွေပေးနေခဲ့တကယ်ချစ်လို့မဟုတ်ဘူးတကယ်ကိုရှင်ခုန်ခဲ့လို့ရင်တယောက်လောက်ပုံအော်ပြီးတော့ချစ်နိုင်လို့သူစကားများကရှင်နဲ့